ချစ်ရသူမိမိရဲ့ခင်မွန်ဇနီးကိုယ့်ရဲ့ချစ်သူကောင်မလေးဖြစ်စေချစ်သူကောင်လေးဖြစ်စေနောက်ွယ်မှာခြေမငိမ်မဲနဲ့ပွေရှုံနေမယ်ဆိုလို့ရှိရင်ဘယ်သူမှအရှင်မအေးနိုင်ဘူးကိုချစ်တဲ့လူကကိုမကိုဖြစ်စေရမယ်ပြီးသွားလို့ရှိရင်ချစ်သူကကိုယ့်စကားကိုနားထောင်ပြီးတော့အိမ်နောက်တယ်တွေဆိုလို့ရှိရင်ဒါလို့ရသမျှကိုအဲ့နေတာမျိုးမဖြစ်စေဘဲနဲ့ကိုယ့်ရဲ့မိသားစုကိုပဲအမှန်ကန်ကန်ထောက်ပံ့စေတဲ့မျိုးဖြစ်ပါတယ်ဝိဇ္ဇာတွေဆောင်းလျှောက်တဲ့အင်းဖြစ်တဲ့အတွက်ပို့ပြီးတော့စွမ်းပါတယ်သစ္စာမမှန်ပါဘဲနဲ့ဒီအင်းကိုစီရင်ခဲ့မယ်ဆိုလို့ရှိရင်တော့အကျိုးထူးမှာမဟုတ်ပါဘူးအထက်လန်ပညာနဲ့စီရင်ထားတဲ့ဝိဇ္ဇာတွေရဲ့အဆောင်ရှောင်းနဲ့စီရင်ထားတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအင်းကမြင့်မြတ်တဲ့နေရာမှာပဲထားပေးရပါမယ်။တရားမှာစီမီပူဇော်သလိုမျိုးပဲပူဇော်ရမှာဖြစ်ပါတယ်။ဒီအင်းကိုဒီတဲ့နေရာတွေမှာထားပေးလို့မရပါဘူး။အင်းပူဇော်တဲ့အချိန်မှာအဲသားနဲ့အရက်ကိုလည်းရှောင်ပေးရပါ။သူကကိုယ်စကားတခွန်ပဲဖြစ်စီရမယ်။အိမ်တွင်းရေးမှာပူလောင်နေတယ်။တချို့ကကြတော့ပြည်ပမှာအလုပ်သွားလုပ်တယ်ကိုယ်စီငွေမပို့ဘူးဆိုတာမျိုးအဆက်အသွယ်မလုပ်ဘူးဆိုတာမျိုးကိုယ့်ရင်နဲ့အမျိုးသမီးတွေအိမ်နောက်ရှင်တွေအတွက်ဆိုလို့ရှိရင်တော့ဒီအင်းနဲ့အနိုင်အင်းကိုတွဲပြီးပူဇော်တင်ပါတယ်။ဒီအင်းကိုပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဆ iam စီမပညာကြီးတစ်ခုနဲ့ဒီအင်းအနှံလို့ရပါတယ်။ဆ iam ရဲ့ Viber number ဒါတော့ဖြစ်စေဘေးတင်ဖြစ်စေလာမေးလို့ရတယ်လို့ဒီလိုမျိုးကံမီရအဆောင်တွေကိုလည်းလာပြီးအနှံလို့ရပါတယ်